ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မဝင်ပြပေးခြင်းတဲ့ EDM လေးတွေကတော့ပထမဦးဆုံးတစ်ခုအနေနဲ့အကြောင်းအရာတစ်ခုပေါ်မှာမူတည်ပြီးတော့ကိုယ်အမှန်တရားတစ်ခုပေါ်မှာကင်ဆွဲပြီးတော့အကျိတ်နဲ့ချတယ်အကျိတ်နဲ့ညင်းခုန်တယ်ပေါ့နော်အဲ့ဒီလိုအခြေအနေမျိုးတွေမှာဆိုရင်ကျွန်တော်တို့က do battle over လို့သုံးပါတယ် do battle over အကျိတ်နဲ့ညင်းခုန်တယ်အကျိတ်နဲ့ချတယ်เนาะအကျိတ်နဲ့တမာတယ်ဒါမျိုးတွေကို do battle over လို့သုံးပါတယ်ရှင်ဟုတ်ကဲ့ရှင်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ကရှာမရှားပဲပြိုင်ဆိုင်ရှားပဲပေါ့နော်အဲ့လိုမျိုးအခြေအနေမှာသုံးကျင်တဲ့အရာဆိုလို့ရှိရင်1 in a million ဖြစ်ပါတယ်1 in a million သူကတော့ရှာမရှားပဲအဲ့ဒီသူကတော့ပြိုင်ဆိုင်ရှားပဲเนาะဒီလိုပုံစံမျိုးလေးတွေပဲဖြစ်ဖြစ်ချီးကျူးတဲ့နေရာမှာပဲဖြစ်ဖြစ်ကျမတို့positive negative ပေါ့နော်အဲ့လိုအခြေအနေလေးတွေမှာသုံးနေဆိုလို့ရှိရင်ရှာမရှားပဲပြိုင်ဆိုင်ရှားပဲဆိုတဲ့အခြေအနေတွေမှာကျမတို့ positive negative ဘယ်လိုသုံးလို့ရလဲဆိုရင်1 in a million ဆိုတဲ့အသုံးလေးကိုသုံးလို့ရပါတယ်ရှင်ကအမှားလုပ်နေကြအမှားတစ်ခုခုလုပ်တယ်တခုခုကိုကျူးလွန်မှုပြုတတ်တဲ့လူကပေါ့လိန်ပြောတတ်တဲ့လူကအမြဲတမ်းလိန်ပြောမှာပဲခိုးတတ်တဲ့သူကအမြဲတမ်းခိုးနေမှာပဲအမြဲတမ်းဖောက်ပြန်တဲ့သူကဖောက်ပြန်နေမှာပဲစသဖြင့်ပေါ့နော်သူတို့လုံးလေးလုံးထ negative sense တွေမှာဒါတွေကတော့သုံးတာပေါ့နော်မကောင်းတဲ့အခြေအနေတွေမှာကျမတို့ကအသုံးများပါတယ်ဒါလေးကတော့ once a thief always a thief ဘာလို့လဲဆိုတော့တစ်ချိန်မှားဘူးရင်အမြဲတမ်းမှားနေမှာပဲဆိုတော့ idioms လေးဖြစ်ပါတယ်ဒါကြောင့်မို့လို့တစ်ချိန်မှားတယ်နောက်ထပ်လည်းမှားဖို့ဝင်လေးမှာမဟုတ်ဘူး once a thief always a thief သုံးလို့ရပါဟုတ်ကဲ့ရှင်ဒီနေ့ဝင်ပြပေးတဲ့ idioms လေးတွေကိုအတူတူလေ့လာရင်းနဲ့စကားလုံးလေးတွေကိုလက်တွေ့နယ်ပယ်ဒီမှာကျမတို့အသုံးပြုကြည့်ရအောင်เนาะကျေးဇူးအများကြီးတင်ပါတယ်